မှားရတဲ့အသင်းကိုကြည့်ကျင်တယ်ဗျာတိတ်မေးပါပထမရသွားတာတော့ပန်းရအောင်အသင်းပါနော်ပန်းရအောင်အသင်းပါကိုဂျီဖိုင်ယာရဲ့ရှုံးရဲ့ရဲထက်ရဲ့ဘာရင်များပြောကြည့်ဘယ်လိုမျိုးရွေးချယ်ခဲ့တဲ့ပုံမှာအားရလားညီလေးကျင်းနဲ့လားဒီလိုမဲခွဲလိုက်တဲ့ဟာရောညီလေးတရားမျှတတယ်လို့ထင်လားမျှဘာပြတ်တာခုစစင်းနော်စစမျှတာတယ်โอเคအဲ့ချိန်မှာခုနအများကြီးတွေ့ရတယ်ကစားနေတဲ့အချိန်မှာခုနအမကြီးကတောက်ချောက်ကိုဆူတာလေအတင်းဆူတာဆိုတော့ဒီလို reset ရတာကိုဘလို့ထင်တယ် team work ကောင်းလို့ရတာဒါမှမဟုတ်တူဦးတယောက်ချင်းစီပဲသူကပို့ပြီးကောင်းလို့ရတယ်လို့ထင်တယ် team work နှစ်ယောက်လုံးရဲတက်ကောဂျီပန်ယာကတောင်းတိချာရိုက်နေသေးတယ်သူတို့တော့တခုပဲရိုက်တော့ဟိုဘက်ရိုက်ဟိုဘက်ရိုက်ဆိုပြီးတော့နည်းနည်းလေးပြောရတာပေါ့နော်ပြောတဲ့အချိန်မှာကိုကနည်းနည်းမောင်းပေးရလဲပါတယ်နောက်ပြီးတော့တခြားဟိုတိုင်ထောင်နေပြီဆိုတာနဲ့လှမ်းကြည့်လိုက်တယ်သူများတိုင်ထောင်နေဆိုကိုလေသူတို့နှစ်ယောက်ဆွဲပြီးထောင်ခိုင်းလောက်တာပဲထောင်ခိုင်းလေးပေါ်မှာရိုက်ခိုင်းတာသူများတွေကအောက်ကကြကြနနရိုက်နေတဲ့အချိန်ကိုကလေးပေါ်မှာရိုက်ခိုင်းတာကိုကင်ပေးတယ်ငါစိတ်မပူနဲ့ငါကတိုးနာတယ်ရိုက်တာရိုက်ဆိုပြီးနောက်ဆုံးအားမရတော့ကိုတူဆွဲပြီးရိုက်တယ်နောက်ဆုံးသူတို့ပြောလိုက်တယ်တချောင်းမဲရိုက်တော့တချောင်းစီပဲရိုက်ပြီးတော့ဟိုအထုပ်ကိုဆွဲပြီးတယ်တန်မိုးတွေလည်းကိုလိုဆွဲပြီးတော့ဖြတ်ထားပြီးတယ်သူတို့လမ်းဆန်းဆွဲယူလို့ရအောင်မဟုတ်နေလို့ရှိရင်တချောင်းချင်းယူလိုက်ဟိုဘက်သွားလိုက်တချောင်းချင်းယူလိုက်သွားလိုက်ဆိုပို့ပြီးအချိန်ကြာတယ်အဲ့တော့တန်တွေကိုလည်းဆွဲပြီးတော့မှောက်တုံပြီးလိုက်တယ်မြန်ကိုမောင်းလိုက်တာလည်းပါတာပေါ့မဟုတ်နေသူတို့နှစ်ယောက်ကနည်းနည်းလေးလေးတယ်ဒုတိယရတယ်တင်ကြည့်ချင်တယ်ဗျာဒုတိယရတယ်